ဒါနာ၃မျိုးပေးကမ်းဆိုကြခြင်းကိုဒါနလို့ခေါ်ပါတယ်ဒါနအမျိုးအစားများစွာရှိတဲ့ထက်ကစေတနာတရားပေါ်မှာမူတည်ပြီးကွဲပြားသွားတဲ့ဒါန၃မျိုးကြောင့်ကိုဖော်ပြလိုက်ပါတယ်ထိုဒါန၃မျိုးကတော့ဒါနဒါတကျွန်ဒါနဒါနတဟာရမိတ်ဆွေဒါနဒါနပတိအရှင်သခင်ဒါနဆိုပြီး၃မျိုးရှိပါတယ်ဒါနဒါတကျွန်ဒါနဆိုတာတယောက်သောသူသည်မိမိကိုယ်ကိုယ်တော့ကောင်းမွန်သောအစာအာဟာရဝတ္ထုတွေကိုသုံးဆောင်ပါတယ်ဒါပေမဲ့အလူကံပုဂ္ဂိုလ်ကိုမူကားမိမိသုံးဆောင်သောအစာအာဟာရဝတ္ထုလောက်မကောင်းသောတနည်းယုံညံ့သောအစာအာဟာရဝတ္ထုကိုပေးလူတယ်ထိုဒါနရှင်ရဲ့စေတနာသည်ယုံညံ့သောကြောင့်ထိုဒါနကိုဒါနဒါတကျွန်ဒါနလို့ခေါ်ပါတယ်ကိုကစက်သားဝတ်သားချက်စားတော်လဲဆုံးခံကြတော်မူသောတန်ဃာတော်ရှင်သူမြတ်တို့အားချီရင်ဟင်းလောင်းလူခြင်းမျိုးပေါ့ထိုယုံညံ့သောဒါနကံကြောင့်ဖြစ်လျာဘဝထဲမှာယုံညံ့သောအကျိုးကိုသာခံစားရပါတယ်နံပါတ်2ဒါနတဟာရမိတ်ဆွေဒါနဆိုတာတရားတော်သူသည်မိမိသုံးဆောင်သောအစာအာဟာရဝတ္ထုနှင့်ညီမျှသောအစာအာဟာရဝတ္ထုကိုပေးလူခြင်းမျိုးဖြစ်ပါတယ်ဆိုလိုတာကတော့မိမိလည်းစက်သားဝတ်သားစားသောကောင်းသောအစာအာဟာရတွေကိုစားသုံးတယ်အလူကံပုဂ္ဂိုလ်တို့အားလည်းမိမိသုံးဆောင်သည့်ဝတ္ထုတိုင်းပေးလူပါတယ်ထိုသူ၏စေတနာသည်ထပ်တူဖြစ်သောကြောင့်မိတ်ဆွေဒါနဒါနတဟာရအဆွေခင်မွန်းတို့ကိုကျွေးမွေးသောဒါနလို့ခေါ်ပါတယ်ကိုယ့်အိမ်မှာစက်သားဝတ်သားဟင်းတွေကိုသုံးဆောင်တဲ့ကဲ့သို့အလူကံပုဂ္ဂိုလ်ဆုံးခံကြွတန်ဃာတော်တို့ကိုလည်းဝတ်သားဟင်းစက်သားဟင်းများလောင်းလူခြင်းမျိုးပါပဲထို့သောမိတ်ဆွေဒါနဒါနတဟာရကြောင့်ဖြစ်လျာဘဝတိုင်းဝင်အလဲလဲတန်းစားဝိထုတို့ကိုရရှိခံစားသုံးဆောင်ရပါတယ်အလဲလဲတန်းစားအကျိုးကိုခံစားရပါတယ်ဒါနပတိအရှင်သခင်ဒါနဆိုတာကတယောက်သောသူသည်မိမိသုံးဆောင်တာထက်တာလွန်မွန်မြတ်သောအစာအာဟာရဝတ္ထုပေးလူပါတယ်ဆိုလိုချင်တာကမိမိကမူတော်ရုံသောအစာအာဟာရဝတ္ထုတွေကိုသုံးဆောင်ပြီးအလူကံပုဂ္ဂိုလ်တို့အားမိမိသုံးဆောင်သောအစာအာဟာရဝတ္ထုတဲ့လွန်မြတ်သောဝတ္ထုများကိုပေးလူခြင်းဖြစ်သည်အနည်းငယ်ရှင်းပြပါဦးမယ်မိမိကမူချေဟင်းငပိရီတို့เสียတော့နဲ့တင်းနေရောင်ရက်ပြီးအလူကံပုဂ္ဂိုလ်တို့အားဦးဖျက်ဖျားမုံမြတ်သောကောင်းမွန်သောအစာအာဟာရတွေကိုပေးခြင်းဖြစ်ပါတယ်ဆုံးခံကြွလာကြသောအရက်လေးမျက်နှာမှရောက်လာကြကုန်သောအလူကံပုဂ္ဂိုလ်ရဟန်းတန်ဃာတော်တွေကိုစားဦးစားပြားဆုံးကောင်းဟင်းကောင်းလောင်းလူပြီးမိမိကမူချင်ရင်ဟင်းငပိရီလောက်နဲ့တင်းနေရောင်ရဲနေမယ်ဆိုရင်ဒါနပတိအရှင်သခင်ဒါနလို့ခေါ်ပါတယ်ထိုသူ၏စေတနာသည်အထက်တန်းကျသောကြောင့်ဒါနပတိလို့ခေါ်သောအရှင်သခင်ဒါနဖြစ်ရပါတယ်ထိုအရှင်သခင်ဒါနပတိစေတနာကံကြောင့်ဖြစ်လျာဘဝတိုင်းမှာကြီးကျယ်မြင့်မြတ်သောစည်းစိမ်ဥစ္စာတွေကိုရရှိနိုင်ပါသည်အရှင်သခင်ဒါန၏အကျိုးကြီးမားပုံကိုတက္ကထာဝကတယုတ်တွင်လာသောသေရီမင်းကြီးရဲ့ဝတ္ထုနှင့်နမူနာပြပါမယ်ရှေးခါသေရီမြည်သောမင်းတစ်ပါးဟာဒါနကိုအလွန်မြတ်နိုးရှာတယ်ဒါနရဲ့အကျိုးတရားကြီးမားပုံကိုလည်းဟောပြောတတ်တယ်ထိုမင်းဟာရောယူဝမြည်သောမြို့တော်ရဲ့တကားလေးမျက်နှာမှာအလူမန်းတက်တွေဆောက်လုပ်ပြီးလာသမျှသောရဟန်းပုံနာသူစင်းရဲ့ခီးသောတဖိုးစားဒါတွေကအစအလူဒါနတွေကိုအကြီးကျယ်ပေးလူလေးရှိတယ်တနေ့တော့မင်းမောင်မတွေမင်းကြီးထံချစ်ခဲ့ပြီးမိမိတို့လည်းမင်းကြီးကဲ့သို့အလူပေးပြရစေဟုတောင်းပန်ကြတဲ့အတွက်မင်းကြီးကလည်းမင်းမောင်မတို့အားပထမတကားတွင်အလူပြုရန်ခွင့်ပေးလိုက်တယ်ထိုသတင်းကိုကြားတော့လောက်ခံမင်းငယ်တို့ကတောင်းပန်ပြန်ရာဒုတိယတကားတွင်အလူပြုရန်ခွင့်ပြုပေးရပြန်တယ်ထို့အတူပဲဘူပါရဲမက်တွေကတောင်းပန်ပြန်တော့တတိယတကားကိုပေးရပြန်တယ်အဲနောက်ပုံလားတကြွယ်တို့ကတောင်းပန်ပြန်သဖြင့်စတုထတကားကိုပေးရတယ်ထို့သူအားဖြင့်မင်းကြီးမှာလူရဌာနရှာမရအောင်ဖြစ်နေတဲ့အတွက်မင်းကြီးကမင်းချင်းတို့အားခေါ်ပြီးအိုးအချင်းတို့သင်တို့သည်အပဖြစ်သောဇနပုတ်တို့မှကောက်ခံရရှိသောအခွန်တော်တွေအားလုံးနန်းတော်အတွင်းတို့မသိမဲတဝက်ကိုအဲ့ဒီရက်မှာပဲပြန်လည်ပေးလူကြကုန်လောဟုအမိန့်ထုတ်ပြန်တော်မူတယ်မင်းကြီးကမုံမြတ်သောဒါနပတိအလှတို့ကိုအနှစ်8000ပတ်လုံးပြုစုလှူဒန်းပြီးစုတင်နေတည်လွန်တဲ့အခါမှာနတ်ဘုံတစ်ခုမှ
နတ်ဘုံတစ်ခုသို့ကူးပြောင်းခံစားပြီးဗုဒ္ဓမြတ်စွာဘုရားထင်ရှားပွင့်တော်မူစဉ်ခေမကမြည်သောနတ်သားဖြစ်ပြီးနတ်ဘုံနန်းမှာနတ်အဖြစ်နဲ့အချိန်မောဘလောက်ခံစားရတယ်ဆိုတာကိုတော့မသိနိုင်လောက်အောင်များပြပါသည်ထိုအခါမှသုံးလောကထွတာရှင်တော်မြတ်ဖျားကအချင်းသူသည်တရားသောစိတ်နှင့်အင်မတန်ထက်သန်သောတရားတရားနှင့်ပေးလူထားတယ်ထိုသူ၏အကျိုးကတော့ယခုဘဝမှာရောတမလွန်ဘဝမှာပါအစဉ်တစိုက်လိုက်ပါလေတယ်ဒါကြောင့်ဝန်တိုခြင်းကိုဖျောက်ပြီးအလူကိုပေးတတ်ကြကုန်၏ကုသိုလ်ပုံညဟူသည်မြသည်တမလွန်လောကမှာတရားဝါတို့၏မိတီယာအားထားရာဖြစ်၏ဆိုပြီးဟောတော်မူခဲ့တယ်ထိုဒေသနာတော်ကိုထောက်ခံသောအဖြစ်ခေမကနတ်သားသည်မိမိအကြောင်းကိုဖျားရှင်အားလျှောက်ထားလာတယ်ဒါကြောင့်အားလုံးသောဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာအကျိုးတရားကြီးမားတဲ့ဒါနပတိအရှင်သခင်ဒါနမျိုးဖြစ်အောင်မုံမြတ်ထက်သန်သောစေတနာနဲ့စုံကျဲပေးကမ်းလှူဒန်းတင်ကြောင်းတိုက်တွန်းလိုက်ရပါသည်အားလုံးကိုယ်စိတ်နှပါကျမ်းမာချမ်းသာကြပါစေတရဏအကျိုးကိုစတဲ့တပိုးဆောင်ရွက်နိုင်ကြပါစေ